အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပုံမြင်လေးတစ်ပုဒ်နဲ့မိတ်ဆက်သွားပါမယ်ဗျာမျောလင်းချက်မင်းအိမ်နေဖိုလာပြည့်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရွာငယ်လေးတရွာမှာဖိုလာပြည့်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်သူ့မှာပိုင်ဆိုင်မှုဆိုလို့ဟောင်းနှွမ်းနေတဲ့အဝတ်စားတစ်စုံနဲ့ပညာတတ်မှဒီဘဝကလွတ်မြောက်မယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်တစ်ခုရှိပါတယ်ဖိုလာပြည့်ရဲ့မိဘတွေဟာသူငယ်ငယ်လေးကတည်းကဆုံးမသွားခဲ့တာကြောင့်သူဟာဘုန်းကြီးကျောင်းမှာကဲ့ရဲ့နေရင်တစ်ဖက်ကလည်းရွာထဲမှာခေါင်းရွက်ဘန်းခင်းစေးအောင်ပြီးကျောင်းတက်ရတဲ့ဘဝနဲ့ရှင်သန်ရုန်းကန်ခဲ့ရပါတယ်ဒီလိုနဲ့တဖြည်းဖြည်းဖိုလာပြည့်စတဲ့တက်နေ့မှာအခက်အခဲဆုံးကာလကိုရင်ဆိုင်ခဲ့ရပါတယ်။ဘယောင်းတိုင်ဝယ်ဖို့ပတ်စံမရှိလို့လှပညာတွေဆိုရင်လာရောင်အောက်မှာစာချက်ခဲ့ရပါတယ်။လကွယ်ညမှာဆိုရင်တော့ရွာကလမ်းမီတိုင်အောက်မှာသွားပြီးစာချက်ခဲ့ရပါတယ်။ရွာကလူအချို့ကဒီလောက်ဆင်းရတာစာတင်နေလို့ပါထို့မှလည်းအလုပ်ပဲလုပ်ပါတော့လို့ခဲ့ရကြပေမဲ့သူကတော့အပြုံးမပြတ်ပဲပို့ပြီးတော့တောင်စူးစမ်းလိုက်ပါသေးတယ်။သူ့ရဲ့မလျှော့တော့ဆွဲကြောင့်ဖိုလာပြည့်ဟာဆယ်တန်းမှာဂုံထူး6ခုနဲ့တနိုင်ငံလုံးအဆင့်ဝင်အောင်မြင်ခဲ့ပါတယ်။ထိုမှတဆင်းမြို့တက်ပြီးပညာသင်စုနဲ့စေတက္ကသိုလ်ကိုတက်ခွင့်ရခဲ့ပါတယ်။ကျောင်းတက်နေစဉ်မှာလည်းအားလက်ချိန်တိုင်းအလုပ်မျိုးစုံလုပ်ရင်းမိမိကိုယ်ထောက်ပံ့ခဲ့ပါတယ်။ဆယ်နှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ဖိုလာပြည့်ဟာနာမည်ကျော်အထူးကုဆရာဝန်တဦးဖြစ်လာခဲ့ပါတယ်။သူဟာသူကြီးပြင်းခဲ့တဲ့ရွာလေးကိုပြန်လာပြီးဆင်းရဲတဲ့ကလေးငယ်အတွက်စာသင်ကျောင်းနဲ့အခက်မဲ့စေခန်းလေးတစ်ခုကိုဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ဒီပုံမြင်ကိုကြီးစုခြင်းအဖြစ်ရရှိတဲ့သင်ခန်းစာကတော့ဘဝမှာမွေးဖွားလာတဲ့အခြေအနေဟာကိုယ့်ရဲ့ကံကြမ္မာမဟုတ်ဘူးကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကသာကိုယ့်ရဲ့ကံကြမ္မာကိုဖန်တီးပေးတာဆိုတာလေးကိုတင်ပြရင်းနှီးကုန်းချုပ်အပ်လိုက်ပါတယ်